ရှုဆိုဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့လူဤစကားကိုနားထောင်တော့ဖရာဆိုတဲ့ကောင်းစဉ်လေးနဲ့ခွာပေးတော့မှာဖြစ်ပါတယ်ယောရှုမှတ်စာခန်း30စာပိုက်7မှ14ထိကိုဖတ်ပါမယ်ထို့သောအာမောရီလူတို့ကိုဣသေလအမျိုးသားတို့၌အတော်မူသောနေ့မှာယောရှုသည်ထာဝရဘုရားကိုဆုတောင်းပြီးလျှင်အိုးနေတင်သည်ကိဗောင်မြို့၌၎င်းအိုးလတင်သည်အာယလုံကြိုက်၌၎င်းညင်ဝတ်စွာနေလောဟုဣသေလအမျိုးသားတို့ရှင်တွင်မွတ်ဆိုသည့်အတိုင်းဣသေလလူတို့သည်ရန်သူတို့အားအပြစ်ဒဏ်မပေးမီတိုင်အောင်နေသည်ညင်ဝတ်စွာနေ၍လသည်လည်းရက်လေ၏ယာရှာဤစာ၌ပါသည်ကမိုးကောင်းကင်အလယ်၌နေသည်ရက်နေ၏ဝင်မြဲဝင်အံ့သောငါတနေ့လုံးအလင်းမပြုတ်ဟုပါသည်မဟုတ်လောပြောရတွေ့ရတယ်။အောက်မှာဖတ်မယ်ဆိုတော့ထာဝရဘုရားသည်လူစကားကိုနားထောင်တယ်လို့ပြောရတွေ့ရတယ်။နော်အဲ့တော့လူရဲ့စကားကိုဘုရားသခင်နားထောင်တယ်နော်အဲ့တော့လူရဲ့စကားကိုနားထောင်တဲ့ဘုရားရှိတယ်အဲ့ဒါကတော့ထာဝရဘုရားဖြစ်တယ်။တော်ရင်ဘလူရဲ့စကားကိုထာဝရဘုရားနားထောင်တယ်လေဒါကိုကျွန်တော်တို့သိဖို့လိုတယ်ဒီနေရာမှာယောရှုပေါ့ယောရှုကတော့အလုံးသိတဲ့အတိုင်းပဲဒါဘုရားသခင်ရဲ့နောက်တော်သို့လုံးလုံးလိုက်တော်သူဖြစ်တယ်နော်ပြောချင်တာကတော့အဆုံးထိလိုက်တဲ့သူပေါ့ပြီးရင်သူကအခုသူနေကိုအမိန့်ပေးလိုက်တယ်နော်မုံမချို့တော့နဲ့သူအမိန့်ပေးတဲ့အချိန်ဟာသူဘာလုပ်နေလဲဆိုတော့သူကဘုရားသခင်ခိုင်းတဲ့အလုပ်ကိုတစ္ဆာရှိစွာလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါရောမမေစုတင်ဟာဘုရားရဲ့နောက်တော့လုံးလုံးလိုက်တဲ့ဆိုရင်ဟောနော်ဘုရားခင်ခိုင်းတဲ့အလုပ်ကိုအမှုတော်မြတ်ကိုတစ္ဆာရှိစွာလှုပ်ဆောင်နေတယ်ဆိုရင်နော်အမိန့်ပေးလိုက်ပါ။တင်းရဲ့လိုအပ်ချက်တွေတင်းရဲ့လုပ်ငန်းကိုအောင်မြင်ဖို့အတွက်နော်အထောက်ကိုပြုသောအရာအလုံးတော့မဟုတ်ပါလေစီးတားတဲ့အရာအလုံးကိုအမိန့်ပေးလိုက်ပါနော်အမိန့်ပေးတဲ့အတိုင်းဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒါဟာတင်းရဲ့စကားကိုဘုရားသခင်နားထောင်တော့ကြောင်းဖြစ်ပါတယ်တခါလေမှကျွန်တော်တို့ဒါမေ့တတ်တယ်နော်ဟိုဆုတောင်းနေတာအမိန့်ပေးရမယ့်အစားလေဒါမှတ်တတ်တယ်နော်သတိထားပါနောက်တစ်ခုကတော့မာသဲအခန်း27စာပိုက်27မှာလေယေရှုကလည်းငါအမှန်ဆိုသည်ကသင်တို့သည်ယုံမှချင်းနဲ့ကင်းသောယုံကြည်ခြင်းရှိလင်တင်မောတဖန်ပြင်၌ပြုတ်တဲ့ကဲ့သို့သင်တို့ပြုတ်နိုင်သည်သာမကထိုတောင်ကိုပင်နေရာမှရွှေ့လို့ပင်လယ်နဲ့ကြလို့ဆိုရင်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ပြောရတွေ့ရတယ်အဲ့တော့ခုနအပေါ်စကားတိုင်းနဲ့ပြန်ဆက်မယ်ဆိုရင်တော့ဘုရားသခင်ခိုင်းတဲ့အလုပ်ကိုလှုပ်ရိုးမှန်တယ်ဆိုရင်နော်လှုပ်ရိုးမှန်တယ်ဆိုရင်သင်ရှိမှစီးတားနေတဲ့အရာတောင်ပေါ့နော်အဲ့လိုအခက်ခဲပြဿနာကြီးတောင်ကြီးပေါ်လာပြီဆိုရင်နော်တန်တရားကင်းစွာနဲ့အမိတ်ပေးပါငါပြောရင်ပြောတော့တိုင်းဖြစ်မယ်လို့ယုံပြီးတော့မှအမိတ်ပေးပါအဲ့ဒါဆိုရင်တော့အဲ့တောင်ကပြဿနာတောင်ကြီးကတင့်စကားနားထောင်ပြီးတော့မှဒီနေ့တင့်ကိုစီးတာတော့မှမဟုတ်ပါဘူးနော်ဒါလိုပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါအလုံးသိတယ်မဿဲခန်း15စာပိုက်28လောက်မှာရှိတယ်ခန္ဓာအမျိုးသမီးအဲ့တော့ယေရှုသွားတဲ့လမ်းကိုတားပြီးတော့မှကျမသမီးနဲ့ဆူဆွနေတယ်တဲ့နဆုနေထုတ်ပေးပါဆိုတော့ယေရှုကမထူးမကြားသလိုနေတယ်အတင်းခေါ်တယ်ယေရှုကမလာနိုင်ဘူးတဲ့ညင်းတယ်မရမကခေါ်တယ်ခေါ်ရခါမှာယေရှုကပြောလဲယုံကြည်အားကြီးလှပြီတဲ့မင်းယုံတဲ့တိုင်းနော်ဖြစ်စေလို့ပြောတဲ့ခါမှာသူသမီးဟာနတ်ဆိုးနှိမ့်ဆက်ခြင်းကလည်းကင်းလွတ်သွားတယ်ဆိုတော့တွေ့ရတယ်နော်နောက်တမှုတယောက်ပေါ့ဒါလည်းတကယ်တမ်းကျတော့နော်တပါးမျိုးသားပါပဲသူ့ငယ်သားကလေဖြတ်နေတယ်သေတော့မယ်ယေရှုကြမ်းမချင်းပေးဖို့လူလှုပ်ပြီးခေါ်ခိုင်းလိုက်တဲ့အခါမှာယေရှုလာတယ်လာတော့အဲ့တမိုးကယေရှုကိုဘာပြောလဲဆိုတော့ကျွန်တော်အိမ်မိုးအောက်ကိုဝင်လာဖို့
ကျွန်တော်မခံထိုက်ဘူးတဲ့မထိုက်တန်ဘူးဒါကြောင့်ကိုတော့အမိတ်ပဲပေးလိုက်ပါအဲ့ဒီကနေအမိတ်ပေးရင်ကျွန်တော်ငယ်သားကြမ်းပါလိမ့်မယ်လို့ပြောတဲ့ခါမှာယေရှုကသွားနေတဲ့ခြေလောင်းကိုရပ်ပြီးတော့မှမသွားတော့ဘူးတမိုးပြောတဲ့အတိုင်းပဲသင်ယုံကြည်သည်နဲ့ညီသင်၌ဖြစ်စေလို့ပြောလိုက်တယ်ပြောလိုက်တဲ့ခါမှာသူ့ငယ်သားတကယ်ကြမ်းပါသွားတယ်ဆိုတွေ့ရတယ်ယေရှုကသူ့ကိုချီးကျူးတယ်ယုံကြည်ခြင်းအားကြီးတာ哦ဒါကြောင့်ဒီနေ့နော်အားကြီးတဲ့ယုံကြည်ခြင်းအားကြီးစွာနော်ဖခင်သခင်ကိုဆုတောင်းတယ်ဆိုရင်ဟုတ်လားဖခင်သခင်ကတင့်စကားကိုနားထောင်မှာဖြစ်ပါတယ်ဒါကြောင့်တင့်စင်မှာရှိဖို့လိုတာကတော့ဒီလိုအခက်အခဲပြဿနာတွေ့နေဆိုရင်ဘာလို့လဲဆိုတော့အလွန်ယုံကြည်ခြင်းရှိရမယ်ဘုရားသခင်ကိုနော်အဲ့ဒါဆိုရင်တော့ဒီနေ့တင့်မှာရှိတဲ့အခက်အခဲပြဿနာအလုံးကနေကဲမှမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီကျမ်းစာတော်တော်များများမှာမတွေ့လဲဆိုတော့ခုနပြောတာကလူကမဿဲခန်းရှင်းနော်အဲ့တော့ကျမ်းစာတော်တော်များများမှာတွေ့ရတာကတော့ဥမာမျက်စိကားတဲ့သူပြီးရင်အနာကြီးယောဂဆွဲတဲ့သူတွေချီမဆွမ်းတဲ့သူတွေမှတ်စပြီးပေါ့သွေးသွန်းနဲ့ဆွဲတဲ့သူတွေသူတို့ပြဿနာအခက်အခဲမျိုးစုံတွေ့တဲ့သူတွေအားလုံးကသခင်ယေရှုကဲမတနာတော်မူပါဆိုပြီးတော့မှနော်ဒီဒုက္ခထဲကနေကယ်လွတ်ဖို့အတွက်အိုဟိပိစုတောင်းကြတဲ့အခါမှာယေရှုကအမြဲတမ်းပြောလဲဆိုတော့သင်ယုံကြည်ခြင်းသည်သင်ကိုကယ်တင်ပြီသင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ့်စေပြီလို့ပြောတာတွေ့ရပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေသင်မှာယောဂဝေဒနာဘာယောဂဝေဒနာခံစားနေရတာရှိပါတယ်လေနော်ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရပါတယ်လေအဲ့ဒါဆိုရင်တော့ယုံကြည်တဲ့စိတ်နဲ့ယေရှုကငါ့ကိုကယ်မယ်ငါ့ကိုကြမ်းမှချင်းပေးမယ်ဆိုတော့မှယုံကြည်ခြင်းနဲ့နော်ကယ်မတနာတော်မူပါဆိုပြီးတော့မှဆုတောင်းပါအဲ့ဒါဆိုရင်တော့ယေရှုကတင့်စကားကိုနားထောင်မှာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့ဒီနှုတ်ကပတ်တော်လေးတိုင်းပဲနေ့စဉ်သက်တာမှာသွားလာပါသွားလာရဲဆိုရင်တော့ဟောနော်တင့်စကားကိုဘုရားသခင်ကနားထောင်လိုက်မယ်သင်အဖြစ်ဘုရားသခင်ဘုံထင်ရှားလိုက်မယ်လို့ခွန်အားပေးနေနေကိုချုပ်ပါတယ်ဘုရားသခင်နဲ့သင်တို့အားလုံးကိုကောင်းချီးပေးပါစေတော့အာမင်